လုံးဘူးတော့မဟုတ် ဒီပညာလေးသင်မယ်ဆိုဒီလိုကြောက်နေလို့မရဘူးစိတ်သက်ကပြတ်သားရမယ် တခြားခိုင်း ရိုက်ဆိုရိုက်ကွာမင်းတန်းရိုက်တာလားကွာထိတ်တိုက်ဆိုငါရှောင်တတ်တယ်လေဟုတ်တယ်မလားဟုတ်ပြီနော်အဲ့တော့အစားမင်းကငါတိုင်မင်ခေါ်ပေးမယ် ဟုတ်ကဲ့ 1 2 3မှတ်ထားနော်အဲ့3ဆိုရင်ရိုက် ချွေးထွက်များပြီးမောပန်းခြင်းနဲ့နှလုံးတုန်ရင်တော့အိမ်မပြောသူများအတွက်အာယုဗလနှလုံးအားစီးကိုနေ့စဉ်ပုံမှန်သုံးစွဲပေးပါနှစ်ပေါင်း60ကျော်ရက်တည်လာခဲ့တဲ့အာယုဗလနှလုံးအားစီးတတိတူခမရတို့သားကိုတက်တိမလာသေးပါလား 哦，我那么老几嘞，这么对象请来嘛，看哪里上来喏？哦，咱那么清楚，我那包干带了好不喏？啊，我不都拉倒嘛，跑一跑。没发了的，没发了的嘞，发了老没管啊，吹牛的，找的吹牛。哦嘛，ဒီမှာထွေးငယ်လို့မျိုးသမီးကငါလိုမျိုးသားနဲ့ပဲထိုက်တယ်နာကွာဘာဖြစ်လဲဘာဖြစ်လဲ 吹牛的没那么太淡了，哎，先杀我瓜。 ဟဲ့ဒီမဲ့ငါတို့ကအလားတလာတာမဟုတ်ဘူးထွေးငယ်ကိုယ်တိုင်ကငါ့ကိုလာတောင်းဆိုတော့လာတောင်းတာဟဲ့လာတောင်းတာ အမလေးငါတို့ထွေးငယ်တယ်မဟုတ်ဘူးထွေးငယ်အမေကလာတောင်းဆိုတော့လာတောင်းတာငါတို့က ပြောလိုက်စမ်းပါ မင်းကထွေးငယ်အမေကိုယူမှာပေါ့ ဘာလို့ယူရမှာလဲကွာမင်းယူလိုက်လေမင်းယူလိုက် ထွေးငယ်အမေကလာတောင်းဆို ဩ ဟုတ်လေထွေးငယ်အမေကိုယ်တိုင်ရောက်လာတောင်းခိုင်းတာငါတို့ ကဲကိုကြီးမင်းတော့မင်းတောင်းမယ်ကိုကြီး ငါတို့ငါယူ ငါပြောပြီးကြံသေးတယ်ဟဲ့ ဘာယူမင်းသမီးကိုတားတဲ့ပေးသားမယ် တားနေတယ်ဘာလုံးလိုက်တော့ထိုးချလိုက်မင်းအမေတားနေပေးသားမှာ မင်းတို့တောက်တာတောင်းခိုင်းတာလေ 哎嘞，你我当开哪里？我多哦。 တော့တားကြထွေးငယ်တောင်းခိုင်းတယ်လေထွေးငယ် ဘာငါ့မင်းတောင်းခိုင်းတာ ဘာမင်း ငါ့မင်းတောင်းခိုင်းတာ ဘာမင်းမင်းတားလို့ငါငါ ဘူးလည်းပေါင်း2ယောက်မှာတမှုကြိုက်နေရဆို2ယောက်လည်းလာတော့ 哦，都卡吧呗。 တားနေပေးသားတားနေပေးသား မင်းတောင်းခိုင်းတာတော့တောင်း ဟဲ့ရမင်းစကြောက်တယ်မင်းဆောင်မလို့ငါ မင်းချောက်ဆိုငါတော့မင်းပါ 找这吧咯，没嘞嗨。 မင်းမျက်နှာထောက် တောင်းခိုင်းတာတယောက်ရောက်လာတော့2ယောက်ငါ့ကိုဒုက္ခတွေပေးတော့မှာပဲကဲနေပါဦးဒီလိုတယောက်ကငါသမီးကိုလာတောင်းတယ်ဆိုတော့မမလည်းကြောက်ပဲအမလေးပါတော့ကြောက်ပါဘူးဒီရောက်ကိုရှာတယ်လို့ပါပါလား ဘာလို့မသိဘူးအမေတားနေပေးသားနော် ကဲဒီမှာဒီလိုလေငါသမီးကိုတင်တောင်းတာတော့မှာပဲကြော်ပွဲကိုဇောင်းကြီးဆောင်လို့လောက်လာတဲ့ကောင်ဟမ်ဒီလောက်တော့လက်ကြောမတင်တဲ့ဟာလေငါသမီးနဲ့ပေးစားဖို့ဘလို့မှမဖြစ်နိုင်ဘူး ဩမမေရဲ့အဲ့လိုတော့မလုပ်ပါနဲ့မမေကိုတိုက်ပေးရမလားကားပေးရမလားကြိုက်တာပြောပါမမေရဲ့ ဟဲ့ဘာလဲတိုက်ပြမလားကပြမလား ဩဖုန်းလေးတိုက်လားကားလားကြိုက်တာပြောလို့ပြောတာမင်းတမျိုးတွေမထင် ဘာ နဲ့ မှစကားကိုတိုက်ပြမလားတိုက်နဲ့ကားနဲ့ရှင်းအောင်မပြောဘူး ကိုကြီးပြောလိုက်လေငွေငွေငွေပြောမယ် ဟဲ့ဘယ်နည်းငွေရ ငွေငွေပါ ပတ်ဆံ ပတ်စံပြောတာ ပတ် ပတ် ဆံ စံ ဘ ပြော ယ် ပါ လို လူ ဒီ ဒီ ကြ ကြ နေ နေ မှ မှာ မ မ တွေ့ တွေ့ ဘူး တို့ကတိုက်တွေကားငွေတဲ့ကိုရစိတ်နေရှူတွေပြေးမယ်ပြောလိုက်လေပြောလိုက်လေ အမေသမီးအတွက်ဆိုလို့ရှိရင်လေအမေဘာလို့ကျင်လဲတောက်ပြောနော်စိတ်စင်းစားရွှေစင်းစားပုံငါပေးနိုင်ပါလေလိုက်ပါမယ်ဆို ချင်းတဲ့ဆိုတွေတော့ကိုရ မင်းဒီဆိုင်စိန်နေဖြစ်မှာတကြီးဒီဆိုင်စိန်နေ ငါ့ဘွားတွေ့ရလေစိန်လဲမလို့တိုက်လဲမလို့ကားလဲမလို့ဒီမှာငါ့ဟောကလေလေရွေးပါခဲ့လို့ငါအခုတော့မဆုံးမဖြစ်နေတာ ဩဒေါ်ထုံးမဖြစ်နေတာ ဟဲ့ငါတုတ်ထိုးမှာမုတ်ဆိုးမှာ မော်ဆိုးမဖြစ်နေတာ မုတ်ဆိုးမှာတော့ပြီးတုတ်ထိုးမှာမင်းကမုတ်ဆိုးမှာ ဟုတ်တယ်လေ သူနဲ့မင်းနဲ့ကြားလို့ပါတော့တာ ဘာလို့လဲ သူနဲ့လေ ဟဲ့အမလေးဟာရက်ွက်လူကြီးလေရက်ွက်လူကြီးလေ သူလူကြီးကတော့လူကြီးနော်တာမသိလို့မသိဘူးမသိ तू ကလည်းပီတီနဲ့ပြုံးနေတော့မသိတော့ तू ကအဲ့လူကြီးထင်တာလေ မေမေတော်တဲ့ဘူးလင်းရှိလားမရှိလားတော့မသိရတာ မသိတော့ပီတီကတော့နော် ကျွန်တော်လူကြီးကလေးလေးကြနေရမယ်နော် ဘာဖြစ်လို့လဲ ဟိုသွားသိမ့်မစုံသေးဘူး ဘာကျိုးနေကြတက်ကြီးလို့လူကြီးသွားပြီပီတီကတော့နော် ကတော့ လူကြီးပီတီဖြစ်နေရှာတယ်ပြုံးပြုံးနေတယ် ကျုံးမ ဘာ တင် ကော နဲ့ င်းတဲ့လူကြီးခုမှပြုံးနေ အဲ့ဒါဆိုမမေကဘလို့မှပေးသားမှာလဲမမေရဲ့ ဟဲ့ဒီလိုလက်ကျုံးမတင်ပါတော့ငါဘလို့ပေးစားလို့ရမှာလဲ အဲ့လိုတော့မလုပ်တယ်လေအမေသမီးကိုတားတော့လေဟိုအိမ်နဲ့ဆောင်ဖင်းနဲ့ကြောင်းနဲ့ထားမှာပါ ဟာမဆောင်ဘူးကြောက် အဲ့လိုထားမှာ အေးဒီဘက်ကဦးမမေကလေ မမလို့အပြေတော့ပြီနော် မငါသမီးတို့ကလေစီးစိမ်ဥစ္စာတွေလည်းမလို့ဒါပေမဲ့ငါသမီးကိုတသက်လုံး
ပေးနိုင်တယ်ကိုခံပညာတော့တက်မှာဖြစ်မယ် ကိုမဟုတ်ဘူးလေမမေဟိုတားတို့ကဟိုလက်ဝိတ်သမားတို့ဖိုက်တာတို့မှမ မ ဟုတ် ဟုတ် ဘူး တိုင်းသမားလည်းမဟုတ်လေဟိုတခုတော့ဆရာမမေဟိုသူဖြစ်သူခံပေါ့ဘာလို့ပြောနေလဲမဟုတ်ဘူး တား တိုင်း တို့ က ကအဲ့ဒါဘယ်လိုလုပ်ရမှာလဲ ဘယ်လိုလုပ်မှာ မတက်ရင်ပေါ့ ဟောတိုင်းပညာတွေတက်လို့ရှိရင်ရော ဟဲ့တိုင်းပညာမှာထူးချွန်တဲ့လူနဲ့ငါသမီးနဲ့ပေးစားမယ် ဒါတော့ပေါ့တိုင်းပညာတွေကိုတက်အောင်တင်ငါချစ်တဲ့ထွင်းငင်နဲ့ရမှာတွားမယ်တိုင်းသွားပြင်မယ်လား သူတို့ဘာသာလို့လဲ တိုင်းသွားတယ်လေ ဟာငါတို့လည်းသွားမယ်လေ ဘာလဲကိုကြီး တိတ်ရခဲ့ဟာအဲ့ဘာလဲတိတ် ဟဲ့ကတော့ဘာလုပ်တာလဲ အော်အမေသမီးမရဘဲနဲ့ပေးစရာလား မေမေသူတို့နှစ်ယောက်ဘာလို့တိုင်းတင်ခိုင်းတာ အဲ့ဒါလေမိမိသမီးလေးပညာပေးလိုက်တာသူတို့ညလုံးကလက်ကြောမသိဘူးလေတိုင်းပညာသွားတင်လို့တိုင်းဆရာလက်ဆင်ပေးလိုက်ရင်တော့သမီးရှိကိုရောက်လာမှာမဟုတ်ဘူး ကဲတော်ချစ်သူအဲ့ဆိုကျွန်တော်တို့ဗာဆက်လုပ်ကြအောင် ပြန်ပေါ့ ဟောဟုတ်ဟုတ် ဘာလုပ်တော့လဲ အဲ့ဒါခင်ဗျားပြောတော့ကြောက်ကြောက်မနိုင်နဲ့လို့ ခင်ဗျားယူတာလေတုတ်ယူတာမှမဟုတ်တာ ဟုတ်သေးပါဘူးခင်ဗျားယူတာပြုတ်မြင်တယ် ခင်ဗျားပဲလုပ်နေတာဗျာ ဟုတ်လား တော့လေကွာတော့လေအားရတိုးတက်လာပြီလေအေးဆရာကြီးပြောချင်တာကတော့မင်းတို့ငါတို့လူမျိုးတွေရဲ့တက်တင်တက်ထိုက်တဲ့ဓာခုတ်လန်ထိုးစက်ကြိုးရမ်းတရားပြီးလက်မီဖြိုးတဲ့ဆက်โอเคတဲ့ကဆိုင်ကရကုန်ပြီအေးဟုတ်တာပဲပြန်ဆိုင်တဲ့ရအောင်နေငါအလုပ်စီစိတ်ရအောင်နေအေးအဲ့တော့ဆရာကြီးဟာဘယ်လောက်ထိဒီပညာတွေမှာကျွမ်းကျင်နေဆိုမင်းတို့သိပါတယ်သိပါဆရာကြီးကိုလုပ်ဖို့ဆိုရင်ဒါလှမ်းဆိုတော့မပြောပါနဲ့ရေနဲ့ပဲရင်တော့ဆရာကြီးလိုလူမျိုးရေပေါက်တစ်ပေါက်တော့မစင်စေရအောင်အေးမနေ့ကတော့3ချက်ချုပ်ထားတာဘယ်လိုဖြစ်လဲ။အော်3နှစ်သားကလေးလေးကအုတ်ခဲနဲ့ပြစ်လိုက်လို့။ဟောအဲ့ဒါချုပ်လာတာ။ရှောင်းလေးဆရာ။အော် तू ငါ့ကိုမလုပ်တော့ဘူးထင်လို့ပါ။ငါသတိလက်လွတ်ချစ်တော့တာ။ ဒီနေ့ငါနာမည်တွေကိုတိုင်းပညာအစ်စ်တွေသင်ပေးသွားမှာဖြစ်အောင်အဲ့ဒါဘာလဲဆိုတကယ်လို့များတစ်ဖက်ရန်သူနဲ့ကိုနဲ့ထိတ်တိုက်တွေ့ခဲ့လို့တစ်ဖက်ရန်သူကကိုဓာတ်နဲ့ခုတ်ခဲ့မယ်ဆိုရင်ရှောင်တက်တိမ့်တက်ဖို့မလို့ဆရာသင်ပေးမှာဖြစ်တယ်အားလုံးမလို့စိတ်ပါရလားပါပါဆိုင်ဘယ်တော့သင်ရလားသင်ပါဆိုင်အေးတကယ်လို့တစ်ဖက်ရန်သူကကိုနဲ့ဓာတ်နဲ့ခုတ်ခဲ့မယ်ဆိုအဓိကရှောင်တက်တိမ့်တက်ဖို့ပဲလွယ်လွယ်လေးဆရာကိုကြည့်တာနော်ဒါပဲတစ်ဖက်ကခေါ်လိုက်ဟုတ်ပြီနော်ဟုတ်ကဲ့ဒီဘက်ကခေါ်မယ်ဆိုဟုတ်ပြီလားဟုတ်ကဲ့ဒါပဲဒါလေးပဲဟုတ်ပြီလားဟုတ်ကဲ့လက်ဆက်ကြည့်ဘက်ကခေါ်ပြီဟာဟေး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 နေအိမ်မက်တယ်လည်းမြင်နေစိတ်ကူးတယ်လည်းမြင်နေကျန်တာရဆုံးဟေးဟေးမင်းတို့ဒန်းစာအကသေးနေတာကွာတိုင်းသေးနေတာမဟုတ်ဘူးအော်တိုင်းသေးတာဒန်းစာကသေးနေတာမဟုတ်ဘူးဟာဆရာတို့ရွှဲနေတာဒီနေ့တော့မင်းတို့ငါတင်နန်းသားအစ်စ်တယောက်နဲ့မိတ်ဆက်ပေးရရှိတယ်နော်ဟုတ်ကဲ့တင်နန်းသားသေးရောဒီတော့မှာအေးတင်နန်းသားတစ်ကတော့သူပဲသူတို့ကဆရာကြီးရဲ့လက်ယုံတပည့်တွေ အော်သူကနာမည်ဘယ်လိုခေါ်လဲဆရာ ထွားကြီးတဲ့ ထွားလိုက်တာနံရိုးတွေကိုတမြောင်းချင်းစီပဲနော်ထွားတယ်နော် ထွားတယ် ထွားတယ် အဲ့သူကတော့ဗလာကြီး ဗလာကြီးသူကဗလာကြီး သူကဗလာကြီး ဗလာကြီးကထွားကြီးတဲ့ပုတ်ပိတ်နေနော် တပြိုင်နေကြတာ အပြိုင်နေကြ မဟုတ်ဘူးလေသူတို့နာမည်ကိုလူကြောက်အောင်ပေးထားတယ် အော် သူ့နာမည်ကတော့ရက်ခ အော်ရက်ခဟုတ်ကဲ့ဆရာဟုတ် ဒါနဲ့မင်းနာမည် ဘူးကြီးပါ ဘူးဘူးသူ့နာမည်လည်းမဆိုးပါဟုတ်ပြီအဲ့တော့မင်းတို့တွေကဒီတင်နန်းသားတစ်ကိုဝိုင်းဝန်းပြီးတော့လေ့ကျင့်ပေးရမှာကြားလား ဟုတ်ကဲ့ဆရာ ဟုတ်ပါ ဆရာကျွန်တော်လေဒီတုပ်ကြီးယူလာခိုင်းတာဘာလို့ပို့လဲ ဟောဘာလို့ရမှာလဲမင်းငါ့ကိုယုံကြည်မှုရှိတော့မင်းကငါတကွက်တော့ပြချင်လို့ပေါ့ ကျွန်တော်ဒါဘာလို့မ ဟောငါ့ကိုရဲရမှာလေ ဟာဆရာမရိုက်ရဘူးလေကျွန်တော်ကြောက်တယ်ငယ်လေးကသူများသားတော့ဒါတစ်စက်မှလုံးဘူးတော့မဟုတ် ဒီပညာတွေသင်မယ်ဆိုဒီလိုကြောက်နေလို့မရဘူး ဘူးကြောက်တယ် စိတ်တက်ကပြတ်သားရမယ် တခြားခိုင်းဆ ဟော ရာ ရိုက်ဆိုရိုက်ကွာမင်းတိုင်းရိုက်တာလားကွာမင်း ရိုက်ဆို မဟုတ်ဘူးလေငါရိုက်ဆိုမှရိုက်ရမှာလေ ဟုတ်ကဲ့ နော်အေးခဏလေးမင်းဘေးကမရိုက်နေလေငါရှောင်ချင်းမရဘူးဟိုရှင်းမျက်နှာသာလာရိုက်လေထိတ်တိုက်ဆိုငါရှောင်တတ်တယ်လေဟုတ်တယ်မလားအေးဟုတ်ပြီနော်အဲ့တော့အစားအာ
ကွာစတာပဲရှိသေးတယ်လေကွာမင်းကငါရိုင်းလို့မပြောရသေးဘူးလေ ရိုက်လို့ပြောလိုက်လားလို့ မုံစလို့ပြောတာ အစလို့ မရအောင်မင်းနဲ့ငါတည်သွားနိုင်တယ်အဲ့တော့မင်းဒီလိုလို့မင်းကငါတိုင်ပင်ခေါ်ပေးမယ် ဟုတ်ကဲ့ 1 2 3မှတ်ထားနော်အဲ3ဆိုရင်ရိုက်မုံဒီ3မဟုတ်ဘူးလေကွာ ဘယ်တုံးလဲ ဟိုရှေ့မှာ1နဲ့2နဲ့ခံသေးတယ်လေနော်အဲ1နဲ့2နဲ့ပြီးတယ်လာတဲ့ဟာကြမှာချ ဟုတ်ကဲ့ဆရာ အဲတော့ပါပြီနော် ဟုတ်ကဲ့ โอเค1 2 3ဟောရိုက်လေကွာလေကွာမင်းက ပိုက်တယ် မဟုတ်ဘူးလေနေအောင်လေဒီမှာငါဟန်ပြေအောင်မယ်ငါမခင်းရသေးဘူးလေငါတိုင်းကခင်းရအောင်မယ် ဟုတ်ကဲ့ဟုတ်ကဲ့ နော်ရပြီလား ဟုတ်ရိုက်ဆရာ 1 2 3ရိုက် ဆရာမကြီး ရိုက်တယ်မလား ဟုတ်ကဲ့တကော ရတာလေတင်းနေတော့ဒါပဲလေ ဆရာရှောင်းတော့မိုက်တယ်ဗျာ ဒါပဲဗော နောက်တစ်ခေါက်နောက်တစ်ခေါက် ရတာဗောနောက်တစ်ခေါက်လားလာပြီဒီမှာကြည့်ဟိုင်းလောက်လို့ရသေးလား မရဘူးဆရာမရ ၆ထက်တာကြက်နေတယ်ဟုတ်လားဒီမှာကြက်ဒီမှာကြက်ရလား မရဘူးမရ အဲ့ဒါဆရာဘလို့ရအောင်ထွက်ပြမလို့ဒီဘယ်ကြီးတခြားတင်မမယ်နော်တခြားကြည့်တာနော် ဟုတ်ကဲ့ဟုတ်ကဲ့ကြည့်တာပြီ ဟဲ့ဝယ်ပါလိမ့်လေ သူအတီးလားမသိဘူးမသိချာယာ ဘာလို့ချင်လဲဟမ်လာကြငါ ယာ 对了，那么表现是个农民မရှိတော့ဘူးလား ဘလို့လဲပြောဖို့စင်တယ်မဖြစ်သေးဘူးလား လူဆိုတာကိုလိုချင်တာကိုပြောရတဲ့တတိရှိရတယ်ဟာ။ညတတိမရှိတဲ့ယောက်ျားပဲတူတယ် မေး ပတောင်ပန်းလေးတွေလိုက်လိုက်ဝေးစီးနှံသေးပြန်လန်းတစ်လျှောက်မှလေတကူလာရောက်ပြီးဂိမ်းမန်တွေတနေ့ကူရွှေမြူနှစ်ဦးသိညံ့ကြုံမယ်လေပတောင်ပန်းလေးတွေလိုက်လိုက်ဝေးစီးနှံသေးပြန်လန်းတစ်လျှောက်မှလေတကူလာရောက်ပြီးဂိမ်းမန် ကျွန်တော်ရဲ့နာမည်ကတော့ထင်းထင်းသားပါဘကိုးမျိုးတစ်မျိုးလုံးကထိန်ထိန်သားဆိုတဲ့နာမည်ကိုကြားလိုက်တာနဲ့ တမျိုးလုံးမီလီယံရော တော်မျိုးကိုနစ်ထိတ်သွားတာ အခုလာတဲ့ကိစ္စလဲဟိုတားရဲ့အိမ်တော်ကြီးကိစ္စပဲသမီးရဲ့ မင်္ဂလာဆောင်မှုနေရာကိုလည်းနေရာ၄နေရာစီစဉ်ထားတယ်ရန်ကုန်မှာတစ်ပွဲပဲခူးမှာတစ်ပွဲမန္တလေးမှာတစ်ပွဲရေခဲတောင်မှာတစ်ပွဲတရက်နဲ့၄နေရာမင်္ဂလာဆောင်ပါ အိမ်မက်ထဲမှာ ဟုတ်တယ်ဒီဘက်တက်မှာအိမ်လေးမင်္ဂလာဆောင်ပါ ဆွေးနွေးမှုပါတယ်သိချရတဲ့ကောင်းမလေးရဲ့အလုံးသားလေးကဖူးတစ္ဆာရွယ်ဆွေးနွေးမှုတဲ့ကောင်းမလေးကမင်းပဲ မမဟိုတချီဆိုရကိုနေကအရင်ကလေးကရင်းနေလာလိုက် ဟုတ်တယ် မင်းမနေ့ကကောင်မလေးနဲ့တွေ့ပြီးတာမင်းမျက်နှာမကောင်းမင်းတို့ဘယ်လိုပတ်သက်ခဲ့ရ ရင်ကလေးကရင်းပြီးခဲ့ကြအောင်ကျောင်းနဲ့တူတူတက်ခဲ့ပြီငွေချင်းတွေပေါ့ မင်းတို့ပုံစံကြည့်ရတာတို့ရင်းနှီးခဲ့ကြရပုံ ကိုရီမျက်နှာလေးကိုမင်းရုပ်တရက်မြင်လိုက်တော့မင်းရင်ဘယ်လိုဖြစ်လဲ အော်လီဆန်လိုက်တာ အော်ဘယ်လိုဆန်တဲ့မျက်နှာလေးပေါ့ ရဟိုဖျောင်းနိုင်နေမင်းနဲ့ကောင်အဲ့ကောင်လည်းဘူး ဟုတ်ကောင်ထင်းထင်းသားလေကွာ အော်ဟုတ်တယ်အဲ့ထင်းနေတာဆိုရဲလူနောက်ပါသွားလို့ရှိရင်မင်းမကြံရေးဖြစ်မှာနော် မေမေအဲ့ဟောက်ပါဦး အော်ကိုကိုဂိမ်း ဟုတ်ကဲ့အောင်အောင်ပါဦးဓာကြီးကဘသူမာတာလဲကျုပ်လည်းမမာတာပါဘူးဟဲ့လူကျုပ်မေးတယ်လေဓာကြီးကဘသူမာတာလဲမေဒီမှာကိုရဲ့နှင်းစီပန်း တရေတရေ အဲ့ထင်းထင်းတာဆိုလူကမလို့ချင်ဘူး ခမရအဲ့လိုလွယ်လွယ်လေးပြောတော့ကျွန်တော်ကမေရှင် ဘိုး ရာဟင်းခမရ